အမျိုးသမီးတစ်ယောက်ရဲ့ရှိုးဝက်ချက်သူမဖောက်ပြန်တာကိုယောက်ျားတွေဘာလို့လုံးဝအိမ်မိမှာမဟုတ်လဲဒါဟာအမျိုးသားများစုဖွင့်ဟောက်ဝင်ခံဖို့ရှက်ရွံ့နေကြပေမဲ့ငင်းပယ်လို့မရတဲ့အမှန်တရားတစ်ခုပါပဲတကယ်တော့ချစ်ချင်းမေတ္တာရဲ့ကဘာမှာမိမိကိုယ်ကိုအမြဲတမ်းအလိုချင်ခံနေရတယ်အလေးပေးခံနေရတယ်လို့နှလုံးသားထဲကနေနက်နက်ရှိုင်းရှိုင်းခံစားရတဲ့အမျိုးသမီးတစ်ယောက်ဟာတခြားဘယ်နေရာကိုမှလှည့်မကြည့်တတ်ပါဘူးပြီးတော့သူမကိုအဲ့ဒီလိုခံစားရအောင်ဘလို့ဖန်တီးပေးရမလဲဆိုတာကောင်းကောင်းသိတဲ့အမျိုးသားတစ်ယောက်ဟာလည်းဘာကိုမှစိုးရိမ်ပူပန်နေစရာမလိုပါဘူးဒါပေမဲ့မင်းကောအဲ့ဒီလိုမျိုးအမျိုးသားတစ်ယောက်ဖြစ်နေပြီလားဒါမှမဟုတ်မင်းကသူမရဲ့လိုအပ်ချက်တွေကိုလစ်လျူရှုထားစင်မှာပဲတခြားမျိုးသားတစ်ယောက်ကသူမအကြောင်းကိုစာအုပ်တအုပ်လိုအသေးစိတ်လေ့လာနေတာမျိုးဖြစ်နေမလားအမျိုးသမီးတစ်ယောက်ရဲ့ဖောက်ပြန်မှုကိုမင်းဘယ်တော့မှရိပ်မိမှာမဟုတ်တဲ့အကြောင်းရင်းတွေရှိပါတယ်ပထမဆုံးအချက်ကတော့အမျိုးသမီးတွေဟာစိတ်လိုက်မှန်ပါတာမန်ကာရှန်ကမဖောက်ပြန်တတ်ကြလို့ပါပဲသူတို့ကတေချာကြိုတင်စီစဉ်တတ်ကြပါတယ်အမျိုးသားတွေကတွေးဆောင်မှုနောက်ကိုချက်ချင်းလိုက်ပြီးဖောက်ပြန်တတ်ကြပေမဲ့အမျိုးသမီးတွေကတော့အရာရာကိုတွက်ချက်ပြီးမှလမ်းတက်ကြတာပါသူမအပြင်ပန်းခြေလမ်းမလန်းခင်ကလေးကဘလို့စင်ချေပေးရမလဲဗလန်းချောင်းကတွားရမလဲဆိုတာတွေကိုကြိုတင်စက်တိုက်ထားပြီးခြေရလက်ရအားလုံးကိုဖျောက်ဖျက်ထားပြီးသားဖြစ်နေပါလိမ့်မယ်မင်းဘလို့မှရိပ်မိမှာမဟုတ်တာကသူမဘက်ကဘာမှမရိပ်မိစေဘူးတေချာကွက်ချထားလို့ပါပဲဒုတိယအချက်ကတော့သူမဟာရုပ်ပိုင်းဆိုင်ရာအရာမဖောက်ပြန်ခင်ကလေးကစိတ်ပိုင်းဆိုင်ရာအရာမင်းပေါ်ကနေအဝေးကြီးကိုရောက်ရှိသွားတာကြာခဲ့ပါပြီတခြားမျိုးသားတစ်ယောက်ကသူမကိုစတင်ထိတွေးခွင့်ရတဲ့အချိန်မှာသူမကထိုသူထံကိုသူမရဲ့စိတ်ဝိညာဉ်သူမရဲ့အပြုံးတွေနဲ့မျက်နှာတန်းခေါင်ကအတွေးဆက်တွေကိုပုံအပ်ပြီးသားဖြစ်နေတတ်ပါတယ်မင်းဘက်ကတော့သူမရဲ့စိတ်အပြောင်းလဲမြင်တာတွေစိတ်ဖိစီးနေတာတွေကိုပဲမြင်နေရပြီးဒါဟာစိတ်ပိုင်းဆိုင်ရာအရာလမ်းခွဲနေတာကိုမသိပဲလက္ခဏာတွေကိုလွဲမှားစွာအတိတ်ပဲကောက်နေမိတာဖြစ်ပါလိမ့်မယ်တတိယအချက်အနေနဲ့သူမရဲ့သူငယ်ချင်းတွေဟာသူမရဲ့ရှိုးဝက်ထောက်လန်းရေးအဖွဲ့ဝင်တွေပါပဲအမျိုးသားတစ်ယောက်ဖောက်ပြန်ရင်သူငယ်ချင်းတွေကြောင့်ပေါက်ကြားသွားနိုင်ပေမဲ့အမျိုးသမီးတစ်ယောက်ဖောက်ပြန်ရင်တော့သူမရဲ့သူငယ်ချင်းတွေဟာစင်ချေတွေဖုံးပိုတွေလောက်ကျန်ဇလန်းတွေနဲ့လုံခြုံရေးဗျူဟာတစ်ခုလိုအပြည့်အဝကာကွယ်ပေးထားတတ်ကြပါတယ်ဒါကြောင့်သူမရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းစီကနေဘာမှန်တရားကိုမှမင်းဘယ်တော့မှကြားရမှာမဟုတ်ပါဘူးစတုထအချက်ကတော့သူမဟာဖောက်ပြန်ခြင်းလို့မထင်ရလောက်တဲ့နေလက်မျိုးတွေနဲ့စတင်တက်တာပါအဆက်ကတော့သူငယ်ချင်းတာတာပါပဲရှိုးဝက်တဲ့စကားဝိုင်းတွေမင်းထက်ပိုပြီးရင်ဖွင့်တိုင်ပင်ရတဲ့သူမကိုအတိမတ်ပြုနားထောင်ပေးတဲ့သူစတာတွေနဲ့စတင်ရင်ရုပ်ပိုင်းဆိုင်ရာအထိရောက်ရှိသွားတဲ့အခါမှာတော့မင်းဘက်ကဖွင့်ချစရာဘာသက်တွေမှကြံရှိတော့မှာမဟုတ်ပါဘူးပြီးစမအချက်အနေနဲ့သူမဟာအရာရာကိုဆုံးရှုံးနိုင်ခြေရှိတဲ့ရှိုးဝက်တက်ပြီးတွက်ချက်မှုရှိတဲ့အမျိုးသားမျိုးကိုပဲရွေးချယ်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်လူကလည်းဒီရှိုးဝက်ချက်ကိုထိမ့်သိမ့်ဖို့တာဝန်ရှိတာကြောင့်ပတ်ဝန်းကျင်မှာဘာတန်မှထွက်လာမှာမဟုတ်လို့ပါပဲ